ထိုင်းနိုင်ငံဘန်ကောက်မြို့ကနာမည်ကြီးဘားတစ်ခုမှာမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီးအနည်းဆုံးလူ28ဦးသေဆုံးကလူအယောက်60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။မီးလောင်မှုဟာဇူလိုင်လ12ရက်တနင်္ဂနွေနေ့ည17:58မိနစ်ခန့်မှာဘန်ကောက်မြို့ချတူချက်ခရိုင်ရောင်ဘီယာနာလာဖရောင်ဆိုင်မှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီအချိန်မှာဆိုင်အတွင်းလူအများအပြားစောက်တော့ရင်ဖျော်ဖြေပွဲကြည့်နေကြပြီးမီးနဲ့မီးခိုးတွေအချိန်တိုအတွင်းဆိုင်တစ်ခုလုံးကိုလျင်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။ပြန့်နှံ့နေတဲ့ဗီဒီယိုတွေမှာမီးတောက်တွေဟာဆိုင်အပြင်ဘက်ထိထွက်လာပြီးလူတွေကိုအလန့်တကြားထွက်ပြေးနေကြတာကိုတွေ့မြင်ရပါတယ်။ဘန်ကောက်မြို့ရှိမိသက်ဌာနအများအပြားကမိသက်သမားတွေအခင်းဖြစ်ပွားရာနေရာကိုအမြန်ရောက်ရှိလာပြီးမင်းငိမ့်သက်ရေးနဲ့အတွင်းမှာပိတ်မိနေသူတွေကိုကယ်ဆယ်ရေးလှုပ်ဆောင်နေခဲ့ကြပါတယ်။မီးကိုမိနစ်30ခန့်အတွင်းထိန်းချုပ်နိုင်ခဲ့ပေမဲ့ထိခိုက်ဒေဆုံးမှုအများအပြားဖြစ်ပွားခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကတည်ဆုံသူအများစုကိုအဆောက်အအုံအနောက်ဘက်ကြီးအိမ်သာအတွင်းမှာတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။မီးခိုးနဲ့မီးတောက်တွေကိုချောင်းတိန်ဖို့အတွက်အဲ့ဒီနေရာကိုဝင်ပုန်းခဲ့ကြပေမဲ့အပြင်ကိုပြင်မထွက်နိုင်ခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့သိရပါတယ်။ကနဦးထုတ်ပြန်ချက်အရတည်ဆုံသူ28ဦးထဲမှာအမျိုးသား9ဦးနဲ့အမျိုးသမီး18ဦးပါဝင်ပါတယ်။မီးလောင်ချိန်မှာဖျော်ဖြေနေတဲ့ဂီတသမားတအူးကလျှက်စစ်ခလုတ်ဘုတ်အနီးမှာမီးစတင်လောင်ကျွမ်းပြီးနောက်ပောက်ကွဲသံကြားခဲ့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့မီးလောင်ရတဲ့အကြောင်းရင်းအတိအကျကိုတော့တရားဝင်အတည်မပြုရသေးပဲအာဏာပိုင်တွေကဆက်လက်စုံစမ်းနေပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ရီယာကွန်လည်းအခင်းဖြစ်ပွားရာနေရာကိုတွားရောက်ကြည့်ရှုခဲ့ပြီးဒဏ်ရာရသူတွေနဲ့သေဆုံးသူတွေရဲ့မိသားစုတွေကိုကူညီပေးရေးလှုံ့ဆော်နေပါတယ်။